ကျွန်တော်တော့ကိုဗီချေးပါချန်ပီယံကားပစ္စည်းဆိုင်လုပ်ငန်းစုရဲ့ဖောင်နာပါကျွန်တော်တို့ချန်ပီယံကားပစ္စည်းဆိုင်ကကုမ္ပဏီတွေ brand တွေနဲ့လက်တွဲပြီးတော့ရည်သွေးကောင်းပြီးတော့အာမခံချက်ရှိတဲ့ကားပစ္စည်းတွေရောင်းချပေးနေတဲ့လုပ်ငန်းဖြစ်ပါတယ်ကျွန်တော်တို့ချန်ပီယံကားပစ္စည်းဆိုင်က2009ခုနှစ်ကတည်းကစောက်ဖွင့်ခဲ့တာဖြစ်ပြီးတော့ဒီဘက်ကိုပြောင်းလာတာတော့2020နှစ်ကစောက်ဖွင့်တာဖြစ်တော့ကျွန်တော်တို့ချန်ပီယံကားပစ္စည်းဆိုင်ရဲ့စိုက်သက်တမ်းကစုစုပေါင်း18နှစ်ဝန်းကျင်လောက်ရှိနေပါပြီကျွန်တော်တို့ချန်ပီယံကားပစ္စည်းဆိုင်ကဝါသနာကိုအရင်ခံပြီးတော့ဖွင့်လှစ်ရောက်ချတဲ့လုပ်ငန်းဖြစ်ပြီးတော့ကျွန်တော်တို့ customer တွေကိုကူညီချင်တဲ့စာသားကြောင့်လုပ်ငန်းမှာအခက်အခဲကြီးကြီးမားမားတော့မရှိခဲ့ပါဘူးကျွန်တော်တို့မြန်မာနိုင်ငံမှာကျွန်တော်တို့ချန်ပီယံဆိုင်နဲ့ကျွန်တော်တို့နဲ့လက်တွဲထားတဲ့ဆိုင်စုစုပေါင်း9ဆိုင်ရှိပါပြီနောက်ထပ်10ဆိုင်မြောက်လည်းမကြာမီလာပါတော့မယ်ကျွန်တော်တို့ချန်ပီယံ1ရဲ့ဆိုင်လေးစာကတော့အမှတ်18ဘဟိုလန်73ရက်ကွယ်လိုက်မြို့နယ်မှာဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့တခြားဆိုင်ခွဲတွေကတော့အစ်စေမြို့နယ်မရန်ကုန်မြို့နယ်နဲ့AOD တိုင်းဟင်္သာမြို့နယ်ပဲခူးတိုင်းပဲခူးမြို့နယ်တို့မှာရှိပြီးတော့ရန်ကုန်တိုင်းမှာနောက်ထပ်မကြခင်ဆိုင်ခွဲတစ်ဆိုင်ထပ်လာပါဦးမယ်ကျွန်တော်ဆိုင်စဖွင့်လာကြတဲ့ကစတေဒီယံနဲ့လက်တွဲခဲ့တာအခုဆိုရင်တော့10စုနှစ်တစုကျော်လာခဲ့ပြီဖြစ်ပါတယ်စတေဒီယံ S3000 enjoyer ဆိုရင်ဓာတ်ဆီကားတွေအတွက်သီးသန့်ထုတ်လုပ်ထားတယ်ရေသွေးကောင်းပြီးတော့ဈေးသင့်တဲ့ enjoyer တစ်မျိုးဖြစ်ပါတယ်စတေဒီယံ enjoyer ကတော့ဒီလိုရေသွေးကောင်းပြီးတော့သူကနာမည်ရှိတဲ့ enjoyer တစ်မျိုးဖြစ်တာကြောင့် customer ရဲ့ feedback ကတော့ကောင်းပါတယ် customer တွေကကြိုက်ကြပါတယ်ဒီ enjoyer ဈေးလည်းသင့်ပြီးတော့တချို့ customer တွေကဆိုရင်ဒီ enjoyer ဘယ်လိုပြောလဲဆိုတော့ကား1ကီလိုမောင်းတိုင်း enjoyer ဘူးက20ချက်ကုန်တယ်လို့ပဲပြောပါတယ်အဲဆိုတော့ရေသွေးကောင်းတဲ့ enjoyer 1ကီလို20ချက်နှုန်းနဲ့သုံးရတဲ့အတွက်တော်တော်လေးတန်တယ်လို့ပြောရမှာဖြစ်ပါတယ် Stallion enjoyer ဆိုရင်ဖြစ်သူကကားလောကကောင်းကျိုးတွေဖြစ်တဲ့ပေါ့နော်ဒီကား workshop mechanic ပြိုင်ပွဲတွေပါတယ်မှာလည်းသူအဓိက sponsor ပေးတဲ့လုပ်ငန်းဖြစ်တယ်ပြီးတော့ခြားဒီ private လုပ်ငန်းတွေလည်းအများကြီးလုပ်ပေးနေတဲ့လုပ်ငန်းတွေဖြစ်တယ်ပြီးတော့အဲ့လိုလုပ်ငန်းတွေကပေါ့နော်ကျွန်တော်တို့ဒီကားလောကအတွက်ဒီတန်ဖိုးရှိတဲ့လုပ်ငန်းဖြစ်တာကြောင့်ဒီလုပ်ငန်းကိုကျွန်တော်တို့ချန်ပီယံကားပစ္စည်းဆိုင်ဗီတာစုကနေပြီးတော့စားတဲ့တပူအောင်မြင်ပါစေကြောင်းဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်